channel ကနေကြိုဆိုပါတယ်။တို့ကိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ပြပြချင်ပါတယ်။ဇလန်းလေးရဲ့နာမည်ကတော့ပညာရှိမွေကြီးနဲ့ဉာဏ်ကောင်းတဲ့ယုံကလေးပဲဖြစ်ပါတယ်။ကဲနားထောင်မှု ready ပဲလား။တခါကတောအုပ်ကြီးထဲမှာရုံလေးတစ်ကောင်ကအစာရှာထွက်နေပါတယ်။ရုံလေးကတောအုပ်အဆက်နားကမုံလာအုပ်ခင်းနာကိုရောက်တဲ့အခါမုံလာအုပ်တအုပ်နှစ်ဦးလောက်ကိုယူပြီးတော့ပြန်မှုလုပ်နေတော့ဒီလိုတွေးလိုက်မိတယ်တဲ့။မုံလာဦးခင်ကြီးတဲ့ကမုံလာဦးရဲ့အကုန်လုံးငါယူပြီးတော့ပြန်သွားရရင်တိတ်ကောင်းပါပဲဒါနဲ့ရုံကြီးကမုံလာဦးရဲ့အကုန်လုံးကိုတဲမယ်ဆိုပြီးတော့မုံလာဦးခင်ကြီးတဲ့ကိုဝင်လာတာပေါ့မုံလာဦးခင်ကြီးတဲ့ရောက်တဲ့အခါမှာစပတ်ကြီးမွေနဲ့တိုးပါလေရောစပတ်ကြီးမွေကြီးကပညာရှိပြီးတော့အေးဆေးပေမဲ့သူ့ပါဇက်အကျယ်ကြီးအတွက်အများနဲ့ခုံယူနေတဲ့သူပါဟိုက်မွေမင်းပါဇက်ကြီးကဘာလို့မဆိုမျိုးချလို့ရနိုင်နေဆိုတာဟုတ်လားအဲ့လိုမျိုးမေးလိုက်ပါတယ်မွေကြီးကလည်းဟုတ်ပါငါပါဇက်ကဒီတောထဲမှာအကြီးဆုံးပဲဒူးရင်းသီးကိုတော့မျိုးချနိုင်လောက်တယ်အဲ့လိုမျိုးခုံယူပြီးတော့ဖြေတယ်တဲ့ဂျုံကြီးကအကြံရသွားတယ်ဒါဆိုရင်ဒူးရင်းသီးတစ်လုံးလောက်ကိုမျိုးချကြည့်လေမင်းမျိုးချနိုင်နေဆိုရင်မင်းလောက်ခိုင်းတာမှန်သမျှငါအကုန်လုံးလုပ်မယ်အကယ်၍မင်းမျိုးချလို့မရဘူးဆိုရင်တော့မင်းငါ့ကိုဒီစိုက်ခင်းထဲကမုံလာဦးတွေအကုန်လုံးပေးရမယ်အဲ့လိုမျိုးလောင်းကျဲထက်လိုက်ပါတယ်မွေကြီးကလည်းသူ့ပါဇက်ကိုသူယုံကြည်ရမလို့โอเคလုံးမယ်လေလို့သဘောတူလိုက်တာပေါ့။ဂျုံလေးကဒူးရင်းသီးတစ်လုံးကိုယူလာပြီးတော့မွေကြီးကိုပေးလိုက်တယ်။မွေကြီးကပါဇက်ကြီးဟပြီးတော့မျိုးချဖို့ကြိုးစားတယ်။မွေကြီးမျိုးချဖို့ကြိုးစားနေပေမဲ့စူးတွေကလည်းလေချောင်းမှာစူးလာတာကြောင့်မလို့မရတော့ဘူးဆိုပြီးတော့လက်လျှော့လိုက်ရတာပေါ့။ဂျုံလေးကအနိုင်ရသွားပြီးတော့မုံလာဦးတွေအကုန်လုံးယူသွားတာပေါ့။ဒါပေမဲ့မွေကြီးကဒေါသမထွက်ဖဲနဲ့ပြုံးပြီးတော့မင်းကညံကောင်းတာကိုငါအသိမပြုတ်လေ။ဒါပေမဲ့ဒီလိုလောဘကြီးဖို့အတွက်နဲ့ညံကောင်းမှုအတုံးချတာကိုတော့တနေ့ဘင်းပြဿနာဖြစ်စေနိုင်တယ်နော်လို့ပြောလိုက်ရောတဲ့အဲ့ဒီမှာရုံလေးကလည်းသဘောပေါက်သွားပြီးတော့ဟုတ်ပါပြီမွေးနောက်ဆိုရင်ညံကောင်းတဲ့နေရာမှာသာသုံးပါမယ်လို့ခရစ်ပေးလိုက်ပြီးတော့မုံလာဦးတွေတပွေးတစ်ပွိုင်းနဲ့ပြန်သွားတာပေါ့ကလေးတို့ရေဒီဇလန်ကနေသိယူနိုင်တာကရုံလေးလိုမျိုးညံကောင်းတာကိုအတုံးချတာကောင်းနေမယ်လောဘကြီးဖို့အတွက်အတုံးချနေရင်တော့တခါတလေကိုကိုဒုက္ခရောက်သွားနိုင်တယ်ဆိုတဲ့အခြေအနေတရက်ကိုပါဖန်တီးမိတယ်လို့ဖြစ်သွားနိုင်တယ်ဆိုတာပါပဲနောက်တစ်ခုကတော့မွေးရသူ့ပါဇက်ကျယ်ကိုယုံကြည်မှုလွန်ကဲလွန်းတာကြောင့်ရှုံးတော့တာပါအဲဒီကနေသိယူနိုင်တာကတော့ကိုယ့်ရဲ့အားသာချက်ကိုယုံကြည်တာကောင်းပေမဲ့တတိထားဆင်ခြင်မှုလိုတယ်ဆိုတာပါပဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေပုံမြင်လေးတွေကိုထပ်ပြီးတော့နားထောင်ကျင်သေးတယ်ဆိုရင်တော့ channel လေးကို like နဲ့ subscribe လေးလုပ်ထားပေးကြအောင်နော်ကျမတို့ရဲ့ Ladygoo Media Group ကနေတင်ဆက်ပေးမယ့်အခြားသောအကြောင်းအရာများကိုကြည့်ရှုနားဆင်လိုပါကလည်း YouTube Search Bar ကနေပုံမှန်ပြထားတဲ့အတိုင်းရိုက်ရှာပြီးတော့ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်ရှင်။